ဖုန်းအားတွေကအရန်ကုန်တယ်ဘက်ထရီကအားမခံတော့ဘူးဆိုတဲ့သူတွေဒီဗီဒီယိုကိုကြည့်ပါဟုတ်ကဲ့ပါမိတ်ဆွေတို့ဖုန်းကအားအရန်ကုန်တာမြန်နေရဆိုလို့ရှိရင်ဘယ်လိုမျိုးအားကုန်တဲ့နှုံးကိုရှော့ချရမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်မျှဝေပေးတော့မှာဖြစ်ပါတယ်Tecnologia, tecnologia, tecnologia. ကျွန်တော်ပထမဦးဆုံးအနေနဲ့ကျွန်တော် noti bar လေးကိုတစ်ချက်ဆွဲထားလိုက်ပါဒီ noti bar မှာမလိုလားအပ်တဲ့ဟာတွေခလုတ်တွေရှိရပါတော့ဥပမာဆိုကျွန်တော်ကအင်တာနက်ကိုရိုးရိုး data နဲ့သုံးနေတာဒါပေမဲ့မလိုအပ်ပဲနဲ့ wifi ကိုလည်းဖွင့်လာမယ် bluetooth ကလည်းမသုံးဘဲနဲ့ဖွင့်လာမယ် location လည်းမလိုအပ်ပဲဖွင့်လာခဲ့မယ်အဲ့လိုမျိုးပေါ့မလိုအပ်ပဲနဲ့ဖွင့်လာခဲ့တဲ့ကောင်တွေရှိမယ်ဆိုရင်တော့ကျွန်တော်တို့ချက်ချင်းပိတ်ပြဖို့လိုအပ်ပါတယ်ဒီကောင်တွေကဘက်ထရီအားကိုတုံးဆွဲနေတာဖြစ်ပါတယ်ဒါလို့ဆိုကျွန်တော်ကမလိုအပ်တဲ့ဟာတွေက wifi တွေ bluetooth တွေ location တွေဒါတွေကမလိုအပ်ဘူးကြံတဲ့ဟာလေးကကျွန်တော်သုံးနေရမလို့မပိတ်တော့ဘူး okay အဲ့ဒါတော့နံပါတ်1အချက်ပါတရားလုံးလို့လည်းမထူးခြားသေးဘူးဆိုတဲ့သူတွေက setting တွေကိုတစ်ချက်ဝင်ပေးပါကျွန်တော်ဖုန်း setting ထဲမှာ battery ဆိုတဲ့ဟာလေးကိုလိုက်ရှာပေးလိုက်ပါဖုန်း setting ထဲမှာ battery ဆိုတဲ့ကောင်လေးမှာဒီကောင်လေးကျွန်တော်ဝင်လိုက်မယ် battery တွေကိုဝင်ပြီးပြီဆိုရင်ကျွန်တော်အခုသူကတော့ recommend တော့ပေးလိုက်မယ်ကျွန်တော်ဘာလို့ရမယ်ဘာကြောင့်ဖုန်းအားတွေကကုန်နေရလဲဆိုတာအခုကျွန်တော်ဒီမှာထိတ်ဆုံးမှာ3 recommend organization ဆိုတဲ့ကောင်ကျွန်တော်လေးတစ်ချက်နှိပ်လိုက်မယ်ဒီမှာကျွန်တော်ဖုန်းကဘာကြောင့်အားအရန်ကုန်နေရလဲဆိုတော့ဖြည့်ရှင်းချက်က3ချက်ရှိရပါတော့နံပါတ်1ကတော့ဒီမှာဒီ software တွေကိုပိတ်ပေးပါတဲ့ဒါနောက်ွယ်မှာအလုံးလုံးနေရပေါ့သူပြောချင်တာ battery ကိုစုပ်ယူနေတယ်ကျွန်တော်ကမသုံးမဲနဲ့ပေါ့အတန်ဆိုလဲကျွန်တော်မသုံးအောက်က lab player မသုံး calculation မသုံးYouTube Studio မသုံးမှာစနက်ကျူတဲ့ film တွေမသုံးမဲနဲ့အားစားနေတယ်ဒီကောင်တွေကိုပိတ်ပစ်လိုက်မယ်ဆိုရင်10မိနစ်အားခံသွားမယ်ပေါ့ Okay လောလောဆယ်ကျွန်တော် recording ဖမ်းနေရဖြစ်တဲ့အတွက်လောလောဆယ်တော့မပိတ်ဘူးနောက်မှလာပိတ်မယ်ဒါအပေါ်ဟာလေပြီးတော့အလဲရဟာလေးကကြတော့ turn on auto brightness screen ကို auto brightness ကိုဖွင့်ပေးပါတယ်အဲ့ဒီကောင်ဖွင့်ပေးမယ်ဆို battery အား38မိနစ်တောင်မှခံသွားမှာအဲ့ဒါကဘာလဲဆိုတော့ကျွန်တော် noti လေးကိုဆွဲချမယ်ဆိုရင်ဒီမှာဒီ battery အားလေးအလင်းအမှောင်လေးပေါ့နော်ဒီ battery အားလေးအလင်းအမှောင်လေးတိုးတဲ့ဟာကိုဒီလိုမျိုးရိုးမထားပဲနဲ့ဒီဘက်က A ဆိုတဲ့ကလုတ်လေးကိုနှိပ်ပေးပါတဲ့အဲ့ဒါကိုပြောတာ A ဆိုတဲ့ကလုတ်လေးကိုနှိပ်ပေးပြီးမှauto ပေါ့ system က auto အလုပ်လုပ်ပေးတဲ့ဟာကိုဖွင့်ခိုင်းတာဒီ A လေးကိုဖွင့်ပေးအဲ့ဆိုရင်ဘယ်အနေထားမှာဘယ်လိုမျိုးအလင်းပေါင်နဲ့တောင်းရမလဲဆိုတာသူက auto adjust လုပ်ပေးတယ်ကိုကမမြင်အောင်ဆိုတော့နည်းနည်းချဲ့လိုက်ပေါ့အတုံးပြုစေချင်တာကသူက A လေးကိုဖွင့်ပြီးတော့အတုံးပြုစေချင်တာเนาะအဲ့ဒီ function လေးဟုတ်ပြီပြီးအောက်ဆုံးဟာလေးကကြတော့ screen အချိန်ကို30စက္ကန့်ထားပေးပါတယ်အဲ့ဆို2မိနစ်ပို့ရမယ်အဲ့ screen အချိန်ကို30မိနစ်ကဘယ်နာသွားထားလို့ရမလဲဆိုတော့ဒီမှာကျွန်တော်တို့က setting ထဲမှာပဲ display ကိုကျွန်တော်တစ်ချက်လိုက်ရှာလိုက် display ကဘယ်နာမှာဒီမှာ display က brightness အဲ့ display ကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ screen ကကျွန်တော်2မိနစ်ထားတာမှာ screen auto screen off ပေါ့အဲ့2မိနစ်ကိုသူက30စက္ကန့်လေးထားခိုင်းတာဒီတကယ်လို့30စက္ကန့်ထားလိုက်မယ်ဆိုရင် battery အားပို့ပြီးတော့ချွေတာလိုက်မယ်ဆိုတော့သဘော okay ကျွန်တော်လောလောဆယ်2မိနစ်ပဲထားအောင်မယ်နောက်မှ30စက္ကန့်လာပြောင်းမယ်ဟာလေကျွန်တော်ပြန်သွားလိုက်အောင်မယ် battery ထဲမှာเนาะဇောနာလုံနေတဲ့ဟာတွေ battery ထဲမှာ okay အဲ့ဒီချက်လေးပေါ့နော်အဲ့ဒီချက်လေး3ချက်ကိုလုပ်ပြီးပြီဆိုရင်မိတ်ဆွေတို့ဖုန်းအားလေးတီးတာလေးတိုးရမယ်ဒါလုံးလုံးမတိုးသေးဘူးဆိုတဲ့သူတွေကနောက်တစ်ခုရှိသေးတယ်ကျွန်တော်တို့ software တွေကို background data တွေbackground battery သုံးတာတွေကိုကျွန်တော်ပိတ်ပေးရမှာဖြစ်တယ်အဲ့ဒါဘယ်လိုဘာမှလဲဆို setting ထဲမှာပဲ app ကိုတစ်ချက်ဝင်လိုက် app ထဲဝင်ပြီးပြီဆိုရင်ကျွန်တော်တို့ application တွေအကုန်လုံးကိုကြည့်မယ် app management ထဲမှာဘယ် software တွေကကိုကအသုံးပြုနေလဲအသုံးမပြုနေဘူးလဲအဲ့တော့ခွဲခြမ်းစိတ်ပြပြီးကျွန်တော်တို့ကပိတ်တင်တာကိုပိတ်မယ်ရှော့တင်တာကိုရှော့ရမှာဖြစ်တယ်ကျွန်တော်လက်ရှိမှာကျွန်တော်အခုတော့ဒီ game လေးပေါ့ bit master ဆို game ကျွန်တော်နှိမ့်တိုင်းလို့ဆော့ဖြစ်တယ်အဲ့ game လေးကိုတစ်ချက်ထောက်လိုက်မယ်ကိုအသုံးပြုနေတာများတဲ့ဟာတွေအရင်ရွေးလိုက်ဗျာရွေးပြီးပြီဆိုလို့ရှိရင်မှာ battery usage ဆိုတဲ့ဟာရှိအဲ့တော့တစ်ချက်နှိပ်ပြီးပြီဆိုရင်ဒီမှာ all background activity အဲ့ကောင်လေးကပွင့်နေလားဆိုတဲ့ဟာကိုတစ်ချက်ကြည့်နော်မိတ်ဆွေတို့အမအဲ့လေးပွင့်နေလို့ရှိရင်ပိတ်ပေးရမယ်ကျွန်တော်တော့ပိတ်ထားလို့မဖွင့်တော့ဘူးနော်အဲ့ကောင်လေးကပိတ်ထားမှရမယ်အဲ့ကောင်လေးမပိတ်ထားဘူးဖွင့်နေဆိုဘာဒုက္ခရောက်မလဲဆိုတော့ကျွန်တော်အခု software ပဲသုံးနေဗျာသုံးပြီးတော့ထွက်လိုက်တယ်နောက်တစ်ခုဝင်သုံးမယ်ထွက်တယ်နောက်တစ်ခုဝင်သုံးမယ်ဗျာထွက်တယ်အဲ့လိုမျိုးထွက်တဲ့ဟာတွေကျွန်တော်ဒီမှာတစ်ချက်ပြန်ကြည့်မယ်ဒီလိုမျိုးပြန်ကြည့်မယ်ဆိုတဲ့အချိန်မှာ तू ကဒီလိုနေထားမှတော့ तू အလုံးလုံးနေမှာဒီ
ဒီလိုနေထားမှတော့အလုံးနေမှာဆိုရတော့ဘက်ထရီကကုန်နေမှာတကယ်လို့ကျွန်တော်တို့ကသုံးပြီးပြန်ထွက်တယ်ဆိုဒီညကသူကခဏရက်နေတင်တယ်စော်ရအလုံးမလုံးတင်ဘူးဒါပေမဲ့စောနာခလုတ်လေးကိုဖွင့်ထားမယ်ဆိုလို့ရှိရင်သူကအလုံးလုံးနေမှာဖြစ်တဲ့အတွက်အားတွေကကုန်နေမှာအဲ့တော့ဒီကောင်ပိတ်ထားရမယ်နော်ကျွန်တော်လုံးဝမသုံးတဲ့ကောင်တွေဗျာမသုံးတဲ့ software တွေရှိမယ်မသုံးတဲ့ software တွေဆိုလို့ရှိရင်လေလောဆယ်ကျွန်တော် Facebook တစ်ချက်ပြအောင်မယ် Facebook ဝင်တယ်မှာ battery usage ကိုတစ်ချက်ဝင်မယ်auto lens မှာ auto ပွင့်နေမယ်ခဏအဲ့ဒါပိတ်ထားမယ် auto မပွင့်ဘူးငါဝင်ပွင့်မှပွင့်နော်ဒီကောင်ကတော့ပိတ်ထားရမယ်နော် auto background activity အဲ့ကောင်ကပိတ်ထားရမယ်ဖွင့်ထားလို့ရှိရင်ဒုက္ခရောက်ကုန်လိမ့်မယ်ကျွန်တော်မသုံးမဲတဲ့ battery အားတွေကကုန်နေမှာအဲ့ဒါဖွင့်ထားမယ်ဆိုရင်အဲ့တစ်ချက်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒါကြီးကယ်လို့အဲ့ဒါကြီးလုံးလို့မှမထူးခြားသေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ power saving မှုကလေးကိုဖွင့်ပြီးအသုံးပြုဖို့လိုအပ်သွားပြီ power saving မှုဆိုတာ battery ထဲကိုပဲပြန်ဝင်လိုက် battery ထဲမှာပဲရှိတယ် battery ထဲမှာပဲ power saving မှုဆိုတာဒီမှာလောလောဆယ်မှာကျွန်တော် power saving မှုကိုဖွင့်ပြီးသုံးမယ်ဆိုလို့ရှိရင်ကျွန်တော် battery ကအခု R 85မှာ5ရှိတယ်အဲ့ R 85နဲ့ဘယ်လောက်သုံးရမလဲဆိုတော့1ရက်နဲ့15နာရီ40မိနစ်နော်ဝင်လိုက်ပြီ power saving မှုဖွင့်လိုက်မယ်ဆိုလို့ရှိရင်okay ဖွင့်လိုက်ပြီဆိုလို့ရှိရင်2ရက်နဲ့8နာရီ2ဆဖြစ်သွားပြီနော် power saving မှုဖွင့်မလားတယ်မဖွင့်တော့အခု power saving မှုအပေါ်မှာဖွင့်လိုက်တယ်အောက်ကတစ်ခုထပ်ဖွင့်အောင်ပါနော်ထပ်ဖွင့်မယ်ဆိုရင်စောနာ1ရက်ပဲအသုံးပြုလို့ရတဲ့ဖုန်းကနေ2ရက်လောက်အသုံးပြုလို့ရအောင်မယ်ဒီအားလေး80နဲ့ okay လောလောဆယ်ကျွန်တော် recording fan နေလို့ power saving မှုခဏပြန်ပိတ်လိုက်အောင်မယ်အဲ့ power saving မှုကဘလို့အလုပ်လုပ်တာလဲဆိုကျွန်တော်ကဗျာအခုဆို power saving မှုကျွန်တော်ဖွင့်ထားလိုက်မယ်ပေါ့ဖွင့်ထားလိုက်ပြီးတော့ကျွန်တော် software တွေသုံးမယ်နော် software သုံးမယ် game တွေဆော့မယ် mobile legend တွေဆော့မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကထွက်တယ်ပေါ့သုံးလိုက်ထွက်လိုက်လုပ်တယ်ဆိုလို့ရှိရင်ဒီအနေထားမှာဒီလိုမျိုးအနေထားလေးမှာအလုံးမလုံးတော့ sorry အကုန်ရက်ကုန်ပြီးလို့ရှိရင်10မိနစ်လောက်လေးကြာနဲ့ဒီကောင် auto ပိတ်သွားမယ်ဘယ်လိုလဲဆိုတော့ဗျာကျွန်တော်အခုGemini နေသုံးမယ်ဗျာထွက်တယ်Google Play Store သုံးမယ်ကျွန်တော်ထွက်ပြီးတော့ဒီမှာခဏလေးပဲကြာနေဒီကောင်ကအလုံးလုံးမှုပိတ်သွားမှာ power saving မှုဖွင့်လာမယ်ဆိုလို့ရှိရင်လေသူကသူပိတ်သွားမှာဒီကောင်တွေကအဲ့လိုဖြစ်တယ် power saving မှုကစိုးကျိုးတွေလည်းရှိတယ်ကောင်းကျိုးလည်းရှိတယ်ကောင်းကျိုးကဘက်ထရီကအရန်ခံတယ်ဒါပေမဲ့ဖုန်းရဲ့ performance ကအလုံးသိမ့်မလုပ်တော့ဘူး power saving မှုဖွင့်လာမယ်ဆိုလို့ရှိရင်ဗျာကျွန်တော်တို့high performance သုံးလို့မရတော့ဘူးသူက medium performance low performance အဲ့လို performance ကအရန်လျော့သွားမှာဗျာသိလားဘက်ထရီအားခံတာတော့အရန်ခံသွားလိမ့်မယ်အဲ့လိုပဲကောင်းကွက်လေးရှိသလိုစိုးကွက်လေးလည်းရှိပါတယ်ဒီလိုမျိုး power saving မှုဖွင့်သုံးတဲ့အထိကိုမိတ်ဆွေတို့ဖုန်းကဘက်ထရီကထုံးစံအတိုင်းပဲအားကုန်နေတုံးပဲဆိုရင်တော့ဒါမရတော့ဘူးဘက်ထရီလဲမှရတော့မယ်အားဆိုလို့ရှိရင်တော့ဖုန်းဆိုင်ကိုသွားပြီးတော့ဘက်ထရီအသစ်တစ်လုံးလဲလိုက်ဖို့ပဲကျွန်တော်အကြံပြုချင်ပါတယ် okay ကျွန်တော် video လေးကဒီနေ့ဒီလောက်ပါပဲခင်ဗျာမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတရာရရှိခဲ့မယ်ဆိုရင်တော့ channel လေးကို like and subscribe လုပ်သွားခဲ့ဖို့လည်းတောင်းဆိုလိုက်ပါတယ်နောက် video လေးမှာပြန်တွေ့ကြပါမယ်ခင်ဗျာ Tecnologia. 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 Tecnologia.